俺那么买给高利用，多买给高利用，高利用没打算也刚给怕给搞发达，俺非点别个的对俺啥子可惜，像这个你这个他呀没，他们没过也谁个我都不做过嘛地没必要，他估计没打算也当俺爸妈洗你了，俺如果当门路里么好，俺如果人把也都苦地上的，哎里头比赛也没当么里来教谁也讲里面，俺我去不么路，俺个离山的不不路了，哎。我到这上面泡米子呢，我陪着你们看到没没？我过得多也是的，我过得多也是的，也是的，也是的，也是的。莫蒂路lúc nàyပြောလိုက်တဲ့အချိန်မှာမိုက်ကယ်ကလည်းမျက်နှာပြတ်သွားတယ်။ပြောလိုက်တဲ့ပန်နန်ကာလေးကိုယ်တိုင်ကလည်းမျက်နှာပြတ်သွားတယ်။ဘာကြောင့်လဲ။သူချက်ပြလိုက်တဲ့သူ့ရဲ့ကိုရန်တို့ရဂျွန်နီအိုလာကိုသွားပြီးတော့ရှင်းလိုက်ပါတယ်။ဂျွန်နီအိုလာကိုရှင်းလိုက်ပြီးတော့ဟိုင်မန်ရောကိုတခါလေးရှင်းမလို့သွားတဲ့အချိန်မှာဟိုင်မန်ရောရအဲ့မှာအသေးအတန်ဖြစ်ပြီးတော့ဆေးရုံတင်လိုက်ရ။ဒီတော့ तू ကဒီမှာချက်ချင်းရှင်းလို့မရတော့ဆေးရုံလိုက်သွားတယ်။ဆေးရုံပန်းစည်းလေးကင်ပြီးတော့ तू ကဂျွန်နီအိုလာကိုဆေးရုံမှာရှင်းမယ်ဆိုပြီးလိုက်။ sorry ဟိုင်မန်ရောယူဆေးရုံမှာရှင်းမယ်ဆိုပြီး तू လိုက်သွားတယ်။ဒီမှာကမိုက်ကယ်ရိုတွေကတော့ဒီသမရအိမ်မှာပဲလူကြီးညာဖြတ်တန်းပြီးကျင်းပနေကြတာပေါ့။ကျင်းပနေတဲ့အချိန်မှာမိုက်ကယ်ကတဲကွဲနေပြီမိုက်ကယ်သူ့အကိုလည်းမျက်စိရောက်ကအပြောင်းမခံရဘူးဟိုကဖရက်ဒိုကဟိုဘက်မှာသွားပြီးတော့ရက်သွားယူတာတော့ဖရက်ဒိုဘယ်သွားလို့လဲအဲ့လိုတော့မေးတယ်သူတောက်လျှောက်ကိုခေဟိုကလောက်ကြည့်မျက်စိတောက်ကြည့်နေရတယ်အဲ့ဒီမှာဖရက်ဒိုကမိုက်ကယ်ရဲ့ကိုရန်တော်ကလေဟိုင်မန်ရောယူသွားပြီးတော့ရှင်းနေတဲ့အချိန်မှာရှင်းမယ်ဆိုဝင်တဲ့အချိန်မှာတူနာပြူကောင်မလေးကလည်းတူနာပြူဆရာမလေးကလည်းဟိုမှာနျူးရီးယားအထိတ်မှဆိုသူ့တငယ်ချင်းနေခဏလေးသွားတော့အဲ့ချိန်မှာဒါတော့အကုန်လုံးသွားကြည့်တွေ့မှာပဲသူဝင်ပြီးတော့ဟိုဟိုင်မန်ရောယူသူရှင်းဖို့တော့ကိုတကားတွေပဲပိတ်ပြီးတော့ဟိုင်မန်ရောဤခန်းတော့သူကဝင်သွားတယ်ဝင်သွားတဲ့အချိန်မှာဝင်သွားပြီးတော့ဒီဘက်ကပွဲကိုပြတော့အဲ့ဒီမှာကျွန်တော်တို့တခုရောသွားတယ်ဗျကျွန်တော်လည်းအခါဒါ3ချိန်လောက်ထိကျွန်တော်ရောနေတယ်မြင်ဝင်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီသမရအိမ်တော်တွေကိုဘူချုပ်တွေနဲ့စစ်သားတွေနဲ့ဒီဘူချုပ်တွေပုံမှုတွေနဲ့စစ်သားတွေနဲ့အဖွဲလိုက်ကြီးသမရအိမ်တော်တွေဝင်လာတာအဲ့လိုဝင်လာတာကိုပြနေတဲ့ဥစ္စာအဲ့လိုဝင်လာတာကိုလည်းပဲမိုက်ကယ်စစ်စီလိုက်ကြည့်နေတယ်ဘာလဲတော့တခုတော့ထူးကြပြီဆိုလိုက်ကြည့်အမှန်တကယ်ဟုတ်တယ်တကယ်ထူးကြတာဘာလဲဆိုအဲ့ဒီနေ့ညကတကယ်ဖြစ်ရမှန်ကမ္ဘာသမိုင်းကျူးဘာတော်လိုင်းရေးအောင်မြင်တဲ့ည1958နျူးရီးယားည12နာရီလောက်မှာ12နာရီပေါ့နော်12နာရီနျူးရီးယားညမှာပဲတော်လိုင်းရေးတက်တွေကလုံးဝအုပ်တုံအပိုင်စီးနိုင်လိုက်တယ်ပေါ့နိုင်သွားတယ်ဒါကြောင့်မလို့သူကတော့သမိုင်းမှာရေးတော့1956မှာတော်လိုင်းရေးအောင်သွားတယ်လို့ရေးထားတာတကယ်တမ်းကျတော့1956မှာဒေါ်လာရေးအောင်တယ်လို့လည်းပြောလို့ရဆို1958မှာအောင်တယ်လို့လည်းပြောလို့ရတယ်ဘာလို့ဆိုအဲ့ဒီနျူးရီးယားညမှာဖြစ်သွားတာမဟုတ်လို့လေမိုက်ကယ်ကတော့လိုက်ကြည့်နေဘာလဲတော့တခုဖြစ်နေပြီပေါ့နော်ဒီသမရအခန်းထဲကိုဟိုပိုချုပ်တွေရောပုံမှုတွေရောစစ်သားတွေရောဝင်သွားတယ်ဘာလာသတင်းပို့တာလဲအဲ့ဒီအခန်းထဲဆက်ပြီးဘာကိုပြလဲဆိုဟိုင်မန်ရောယူမိုက်ကယ်ရဲ့တက်တော်ဆောင်သွားရှင်းတဲ့အခန်းထဲတွဲပြတယ်တွဲပြပြီးအဲ့မှာဟိုင်မန်ရောဟိုရှင်းကန်ကြီးကျမှဟိုတိုင်းပြည်အခြေအနေလည်းမကောင်းအောင်ဘာလုပ်လဲဆိုတော့ဒီအစိုးရနေပြီးတော့ဒီနိုင်ငံရဲ့အဓိက main စီးပွားရေးသမားတွေအရာရှိတွေအကုန်လုံးကိုလုံခြုံရေးယူဖို့ဆိုပြီးတော့သူတို့ကအမှရဲတွေအကုန်လုံးကိုစီလုံခြုံရေးလွှတ်လိုက်တာအဲ့ဒါနဲ့သွားတက်တယ်လို့လားအဲ့ဒီမှာဟိုရဲတွေဝင်လာတာနဲ့စောစောကသမရအခန်းထဲဝင်နေစစ်သားအဖွဲ့နဲ့နှစ်ခုကဆက်နေတော့ကျွန်တော်စိတ်ထဲမှာပထမတော့ဟိုင်မန်ရောကြီးကဗဒီသမရအိမ်တော်မှာများလာပြီးစေုံတယ်အဲ့လိုတော့မဆိုင်ဒီအဖွဲ့နှစ်ဖွဲ့မတူအဲ့မှာတိုက်ဆန်အဲ့ရဲအဖွဲ့နဲ့တွေ့တော့ဟိုင်မန်ရောကြီးကိုမရှင်းပြဖဲနဲ့မိုက်ကယ်ရဲ့ကိုရန်တော်ကတော့ရှောသွားတယ်ပေါ့နော်ရှောသွားတယ်ပြီးတော့12နာရီထိုးသွားပြီးတော့ Happy New Year ဘာညာနဲ့တယောက်နဲ့တယောက်ဖတ်ပြီးတော့နမ်းကြတယ်ပေါ့နော်ဒါဖတ်ပြီးနမ်းတဲ့အခါမှာမိုက်ကယ်ကသူ့ကိုနောက်ဆုံးအနေနဲ့နမ်းတယ်လို့ပဲပြောမှာပေါ့သူတက်ဘယ်တော့မှဒီ Fredo မနမ်းတော့ဘူးလေတကယ်အားနေမှန်းနဲ့အဲ့ဒီအခန်းလုံးဝဒီရုပ်ရှင်ရဲ့လူတိုင်းရဲ့ရင်ထဲကိုထိစေတဲ့အခန်းပေါ့နော်ဒီအခန်းသူ့ကိုသူရှိုင်မမကြီးအားနေမှန်းနဲ့ပိတ်နမ်းလာပြီးတော့မင်းဆိုတာငါသိတဲ့ Fredo ကလည်းမင်းငါအသက်ကိုခွဲတယ်ကြောက်ပါသူ့ညီတအားကြောက်သွားတာသူ့ညီမသိတော့ဘာမှလည်းလုပ်လို့သူ့ညီမသိဘူးဆိုတာမရှိဘူးသူ့ညီတစ္ဆာဖောက်ရင်သူ့ညီဘယ်လိုလုပ်တယ်ဆိုတာလည်းသူသိတယ်သူတအားကြောက်သွားတာအဲ့လိုမျိုးနျူးရီးယားညမှာပဲဒေါ်လာရေးတက်တွေကမျိုးထဲဝင်လာခဲ့ပါတယ်ဒေါ်လာရေးတက်တွေဝင်လာတဲ့အခါကျတော့သမရကလည်းသူရှုံးသွားပါပြီပေါ့နော်ဒါကြောင့်မလို့စစ်ပွဲတွေလည်းတက်ပို့ပြီးမဖြစ်အောင်လို့သူကျူဘာကနေပြီးတော့အပြီးပိုင်းထွက်သွားပါတော့မယ်သွေးမြေကြတာတွေမဖြစ်အောင်သူနှုတ်ထွက်ပါတယ်ဒီကျူဘာကနေသူအပြီးပိုင်းထွက်သွားပါတော့မယ်ဆိုပြီးပရိသတ်တွေအားလုံးကိုနှုတ်ဆက်လိုက်တယ်သူနှုတ်ဆက်စကားပြောလိုက်တာနဲ့မိုက်ကယ်လည်းလှည့်ပြန်သွားဆိုပတ်ကာရီအမတ်ပတ်ကာရီလည်းသိခဲ့တယ်လှည့်ပြန်သွားရှင်းလေးပဲအကျိုးမြတ်မရှိရင်လည်းအလကားပဲအကျိုးမြတ်မရှိရင်တော့ဘယ်သူမှမနေဘူးနော်ပတ်ကာရီလည်းဒီပုံစံပဲ
လူတွေလူတဘောလူမနော်ဘယ်လောက်ထိလဲဆိုအဲ့မှာတမရာကြီးတနာပါတယ်ဆာလူဆိုအော်တယ်တဲ့အလေးပြူ3ချိန်3ကောင်လာအောက်ကပြေးတယောက်မှအဖတ်မလို့ယောဂရက်တလို့အလေးပြောင်းစက်ကမိုင်းတယ်ပြီးပါအဲ့မှာဒေါ်လာကြီးအောင်သွားတယ်ပေါ့နော်ဒေါ်လာကြီးအောင်သွားတော့ဘာဖြစ်လဲဆိုတော့အကျန်းဖတ်မှုဆိုတာဒါတွဲပါလာတာပေါ့နော်အကျန်းဖတ်မှုအစိုးရအပြောင်းလဲဖြစ်သွားတဲ့ကာလကလေးဆိုတော့ဒီလိုမျိုးတော့ဖြစ်တတ်တယ်သူကချက်ချင်းတရားဥပဒေစိုးမိုးရေးအပြည့်အဝမရှိတဲ့အခါကျတော့သူတို့ရဲ့စိတ်ခံစားမှုတွေကြောင့်အကြမ်းဖက်မှုတွေဆိုပေါ်လာတယ်။အဲ့မှာအစိုးရရုံးနဲ့ပတ်ဆိုင်တဲ့ပစ္စည်းတွေဖျက်ဆီးမယ်အစိုးရဝန်ထမ်းတွေကိုရှင်းလင်းတာတွေလုပ်တယ်။အစိုးရနဲ့ပတ်သက်မှုတဲ့လူတွေဘာညာတွေပေါ့နော်ဒီလိုတွေရှင်းတာတွေရှိတယ်။ဒါကြောင့်မလို့အကုန်လုံးပြေးကြတာပေါ့နော်ဒီအစိုးရနဲ့ပတ်သက်တဲ့အရေးတွေပေါ့စီးပွားရေးသမားတွေရောအမတ်တွေရောအကုန်ထွက်ပြေးပါပြီးတော့ဒီမိုက်ကယ်တို့လည်းပြေးရတာပေါ့ပြီးတော့သူ့ကိုမြင်တဲ့အချိန်မှာသူ့ကိုဖရက်တို့လာဒီကပြေးမှရမှာငါခေါ်သေးတယ်ဖရက်တို့ကမရဘူးသူထွက်ပြေးသွားတယ်ဘယ်လောက်ထိကြောက်တယ်လဲဆိုတော့ပုံမှန်ဖြစ်နေတဲ့အရေးခင်းအကြမ်းဖက်မှုတွေဂျားတဲ့ဥသာပြေးလိုက်ခြင်းနဲ့သူ့ညီနဲ့သူ့ညီတော့သူမကြိတ်ရတယ်အဲ့လောက်ထိကြောက်တာကိစ္စတွေတော်တော်များများလည်းအဖြေထွက်ရှင်းသွားပြီဆိုတော့မိုက်ကယ်လည်းပဲ လက်စပီကာကမိသားစုစီပြန်လာခဲ့လိုက်တယ်ပေါ့ပြန်လာတော့သူပြောတဲ့စကားတွေပေါ့နော်အဲ့ဒီမှာအားရအောင်ခရစ်စမတ်ဆောင်နဲ့ငါတော့မင်းဘာပေးထားလိုက်လေတဲ့အဲ့ကိစ္စဘယ်လိုရှင်းထားလဲဘာပေးထားလဲငါပြောဟာတဲ့ပြောရင်တော့မိသားစုသူ့ကိုယ်စားတွန်ရပဲအဆအဆရစီမံပြီးတော့ဟိုကလောက်ထားအောင်နော်ခရစ်စမတ်လက်ဆောင်ကငါလျှက်စစ်ကားလေးဝယ်ပေးထားလိုက်တယ်လို့ဘာလို့တွန်ရပြောတယ်လေပြောရင်တော့ဒီမိုက်ကယ်ကမိသားစုကိုဂရုမစိုက်နိုင်ဘူးပေါ့နော်အချိန်ကြီးကအဲ့လိုဖြစ်နေတာပေါ့ဒါလေးကိုပြနောက်တစ်ခုပြကျွန်တော်ဒီနေရာလေးမှာပြောချင်တာဒီအခန်းလေးပေါ့နော်အများကြီးပါပဲဒီ Godfather ရုပ်ရှင်တွေမှာပြောစရာတွေကတော့ဒီ item တွေသရုပ်ဆောင်တိုင်းနဲ့ပတ်သက်ပြီးတော့ပြောစရာတော့အများကြီးပဲဒါပေမဲ့ဒီတစ်ခုလေးကိုကျွန်တော်ပြောချင်တာလေကျွန်တော်တို့မြန်မာရုပ်ရှင်တွေလည်းလေအဲ့ဒီအကွက်ကလေးကျွန်တော်ထည့်ရိုက်စေချင်တယ်ဗျဒါမျိုးလေးတွေပေါ့နော်ဘာမှတော့မဟုတ်ဘူးကျွန်တော်တို့ဒီမြန်မာရုပ်ရှင်ဆိုလို့ရှိရင်မျက်နှာရဲ့ emotion နဲ့ aura hit တာနဲ့ဒီလိုမျိုးသရုပ်ဆောင်ဒီအခန်းမှာကျွန်တော်တစ်ခုပြချင်တာလေမိုက်ကယ်ကပြန်လာတယ်ဗျစဉ်းစားကြည့်ဒါ shooting မှာဝင်လာတယ်သူခရီးဝေးကပြန်လာတဲ့ပုံစံကိုသူသရုပ်ဆောင်ရမှာဟူးဟာနဲ့ပြင်ပန်းလိုက်တာတွေဘာမှမရှိမဟုတ်အဲ့လိုမလုပ်သူလှုပ်လိုက်တာပါလဲဆိုအဲ့ဒါငါ့ကိုရေစိုးပိုင်းလေးတစ်ခုလောက်ပေးသားမှာကွာတဲ့ဆိုပြီးတော့အင်ဂျီကိုဆွဲချုပ်ပြီးတော့သူမေးတဲ့အချိန်မေးပြီးတော့အဲ့မှာရေစိုးပိုင်းလေးလာပြီးတဲ့အချိန်မှာလေသူကရေစိုးပိုင်းလေးနဲ့မျက်လုံးတွေကိုဒီလိုလှုပ်တာအဲ့ဒီ idea တွေကတကယ်ကိုခရီးဝေးကပြန်လာတဲ့လူပုံစံပေါက်တယ်ဗျာဒီကဘာမဟုတ်တာလေးပဲနော်ဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာကတရုပ်ဆောင်နေတယ်ဆိုတဲ့ခံစားမှုပျောက်သွားတယ်ရေစိုးပိုင်းလေးကိုယူပြီးတော့လေမျက်ချီးတွေပုတ်နေတဲ့ပုံကလေတကယ်ကိုပဲအခုမှလေရင်ဝါဆင်းလာတဲ့ပုံစံဒါမျိုးတွေတိတိလေးပါပဲဒီဟာလေးဘာမှတော့မဟုတ်ပေမဲ့ကျွန်တော်တို့အတွက်ကတကယ်ကိုတည်ပြင်းသွားတယ်ပေါ့နော်ကြည့်ရတာမိုက်ကယ်ကတကယ်ကိုခရီးဝေးကပြန်လာတယ်ဆိုတာဖြစ်တယ်ပြီးတော့သူတို့ဘက်တွေအားလုံးပြင်ထွက်အောင်ပါတဲ့ငါဒီမှာကျွန်တော်လည်းပြောကြရှိတယ်ဟိုကမေးတာမိုက်ကယ်မေးတာပေါ့နော်ငါ့ကိုဘာမှလဲတဲ့ဖရက်တိုပြေးပြီးပျောက်သွားတယ်လေပျောက်သွားတာငါ့ကိုဘာမှလဲအဲ့တော့ဟိုကတွန်ဟီကန်ဘာထဖြစ်တာတော့ရော့ရတဲ့ကိုပိုင်သမောနဲ့လွတ်သွားတယ်အခုတော့မိုင်ယာမီကဆေးရုံရောက်နေတယ်ရော့ဆိုတော့ဟိုင်မန်ရော့အကြောင်းပြောဟိုင်မန်ရော့ကြီးမသိဘူးပေါ့နော်ဟိုင်မန်ရော့ကိုမရှင်းလိုက်နိုင်ဘူးပေါ့နော်မင်းရဲ့ကိုရန်တော့ချောသွားပြီပေါ့နော်ဒါပြောတာမဟုတ်ဘူးလေငါမေးနေငါ့ကိုဖရက်တိုကြောင့်မေးနေတာမင်းကိုဖရက်တိုကတော့ဟိုနယူးယောက်ရောက်သွားပြီထင်တယ်တဲ့နယူးယောက်ဘက်တော့ရောက်သွားတော့ပြီသူ့တော့မျက်ခြေမအဆက်အသွယ်မပြတ်စေနဲ့ဆိုတော့သူ့တော့မျက်ခြေမပြတ်စေနဲ့ပေါ့ဘာဖြစ်လို့လဲဆိုတော့ဖရက်တိုကယုံလို့မရသေးဘူးဆိုတာဟိုလိုမျိုးမယုံရတာမဟုတ်သူ့ရဲ့ဒီအကြောက်နေတဲ့စိတ်အကြောက်တုံပြီးတော့လဲရန်သူဘက်ကလည်းပဲအထောက်ပံ့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မသူ့ကိုလည်းအဆက်အသွယ်မပြတ်စေနဲ့ဒါကြောင့်မလို့သူ့ကိုပြောလိုက်ငါသူကြောက်နေတယ်ဆိုတာငါသိတယ်အရာအဆင်ပြေသွားမယ်သူကသစ္စာဖောက်တာမဟုတ်ဘူးဒီလောက်တိဖြစ်မှန်းမသိလို့သူဒီလိုလုံးမိတယ်ဆိုတာငါနားလေခွန်းလုပ်တယ်ဆိုတာတော့ဟျောင်ဟာတဲ့သူသိအောင်တော့ပြောလိုက်ပါတဲ့ကဲဟိုကောင်လေးပြန်သူဝင်ခိုင်းလိုက်တော့တဲ့ငါဟိုဆိုတော့တပည့်တွေဝင်ခိုင်းတော့တွန်ရီကနေဦးနဲ့ငါပြောတရားရှိတယ်တဲ့ဘာလဲကေကကိုဝင်ပြတ်ကြသွားပြီတဲ့ကေကကိုဝင်ပြတ်ကြသွားပြီလို့ပြောလိုက်တဲ့အချိန်မှာမိုက်ကယ်တော်ရှော့ရပါတဲ့ဘာလေးတဲ့တားယောက်ျားလေးလားတဲ့မသိဘူးဒီလာ3လလောက်နဲ့ငါလည်းမသိဟဲ့ငါ့ကိုပြောမှသာပြောတာကွာတဲ့တားယောက်ျားလေးလားပါသူဒါပဲအရင်သိချင်တယ်လုံးဝမလို့ဒီမှာတော့တားယောက်ျားလေးလားပါ3လခွဲလေးနဲ့သူပောက်ကွဲတဲ့မိုက်ကယ်ဘယ်လောက်ထိရင်ထဲမှာဖြစ်သွားတယ်ဆိုတော့ဒါဖော်ပြလိုက်တာပေါ့နော်သူထားအော့လိုက်တယ်ဒီခါတော့မိုက်ကယ်သူ့အိမ်ကိုသူပြန်လာတော့ဟိုအရန်ဟိုပဲအေးဆက်6ကတ်နေတဲ့ပုံစံသူတို့ရဲ့တင်မြနှစ်ယောက်ကြားကအခြေအနေပေါ့နော်ဒါကိုပေါ်တယ်ရိုက်ပြတာကေကသူ့ဟာသူဆက်ချုပ်နေတယ်သူ့လှည့်လည်းမကြည့်သူကလည်းကေကိုသွားနှုံမဆက်ဘူးခလေးပြကြတာနဲ့ပတ်သက်လို့ကောင်းလဲစိတ်ညစ်နေလို့ဒါကြောင့်လို့ကေကကြတော့မဟုတ်ကေကတကယ်သူ့စိတ်ထဲမှာကေကလည်းသူ့လိုပဲခလေးပြကြတာနဲ့ပတ်သက်ပြီးစိတ်ညစ်နေတယ်ထင်သူလည်းသွားနှုံမဆက်တာဒါပေမဲ့ကေကအဲ့လိုမဟုတ်ကေကသူနဲ့ဝင်ပတ်သက်ချင်တာကဲဒီတော့ဟိုင်မန်ရော့ပြဿနာကတော့ရှင်းသလောက်ဖြစ်နေပြီဒီကောင်ကြီးအသက်ရှိထင်ညာရှိနေသေးတာကလွှဲရင်နောက်တဲ့ပြဿနာတစ်ခုရှိသေးတယ်အဲ့ဒီပြဿနာကဘာလဲဆိုတော့ဖရန်ပန်နဂါလီလေဘိုးတော်ကြီးရိုဇန်တိုညီနောင်တွေကရှင်းဖို့လုပ်တဲ့အခါမှာမရှင်းမနဲ့အသက်ရှိထင်ညာကြံခဲ့တဲ့ဖရန်ကီကြီးသူ့ကိုချစ်စနုံးနဲ့ဖရန်ကီ5နတ်သားလေးလို့လည်းခေါ်ကြဖရန်ပန်နဂါလီကြီးကမိုက်ကယ်ကသူ့ဘောလှုပ်ရက်လေခြင်းဆိုပြီးသူစိတ်နာသွားတာလည်းပါတယ်နောက်ပြီးတော့မိုက်ကယ်ပေါ်မှာကြောက်သွားတာလည်းပါတယ်ဒါကြောင့်မလို့သူကဘာလုပ်လဲဆိုတော့ FBI မှာသွားပြီးအဖမ်းခံလိုက်တယ်အဲ့လိုဖြစ်အောင်လဲဟိုင်မန်ရော့ကစီစဉ်ထားတာ
နော်မိုက်ကယ်ကနှုတ်ဆက်လိုက်တယ်ကွာဆိုပြီးတော့စကားကိုလည်းဟိုင်မန်ရော့ရဲ့မာယာတုံးထားတာနောက်ပြီးတော့ FBI ကိုလည်းဟိုင်မန်ရော့ကိုယ်တိုင်သတင်းပေးထားတာဒါ theory အရပြောပြတာနော်ဟိုင်မန်ရော့ကိုယ်တိုင်ဒီဟာကိုဒီကောင်ကြီးကိုပန်နန်ဂရီယာကိုဖမ်းလိုက်ဒီကောင်ဖော်တော့မှာသိတယ်အဲ့တော့ပန်နန်ဂရီယာဆိုတာကပေါ်သေးသေးမှမဟုတ်တာကော်လီယိုမိသားစုမှာသူကပေါ်ကိုရီဂျင်လေဟုတ်တယ်မလားကော်ပိုရီဂျင် sorry ကော်ပိုရီဂျင်ယာရူးတွေကျွန်တော်ရှေ့မှာမိတ်ဆက်တဲ့အချိန်မှာပြောခဲ့တယ်လို့ပဲကော်ပိုရီဂျင်တယောက်ကတစ္ဆာဖောက်ပြီးဖော်ကောင်လုပ်ပြီးဆိုလို့ရှိရင်အပေါ်ကကောဖာသားပြေးမလွတ်တော့ဟိုင်မန်ရော့အဲ့အကွက်ကိုနင်းလိုက်တာဒီကောင်တက်တကြောအောင်ကြာသွားနိုင်တယ်မိုက်ကယ် FBI ကလည်းသူ့ကိုဖမ်းထားတယ်ပေါ့အဖမ်းပြတယ်ဒါပေမဲ့ FBI ရဲ့စောင့်ရှောက်မှုအောက်ထဲမှာထည့်ထားပြီးတော့သူ့ကိုအစိုးရတပ်တွေလောက်ခိုင်းလိုက်တာပန်နန်ဂရီယာဘိုးတော်ကြီးအဲ့လိုမျိုးပေါ့သွားပြီး FBI အရေးအောင်မသွားခိုးပြီးသွားခိုးရတာမိုက်ကယ်အန်ဒီကိုကြောက်တာတစ်ပိုင်းတကယ်တော့မိုက်ကယ်ကိုသူကလည်းအထင်လွဲသွားတာပါမိုက်ကယ်ကလောက်ခိုင်းတာမှမဟုတ်ဘူးနောက်တစ်ချက်ကသူစိတ်နာသွားတာပေါ့နော်မိုက်ကယ်ပေါ်မှာစိတ်နာသွားတာတစ်ပိုင်းနဲ့အစိုးရတပ်တွေလုံမဲ့ဆိုပြီးမိုက်ကယ်ကိုထောင်နဲ့ရောက်သွားအောင်သူအစိုးရတပ်တွေအနေနဲ့ဖောက်ချမယ်အရင်တော့တမိုင်းချောင်းတွေကော်လီယိုမိသားစုအနေနဲ့ဘယ်လိုတွေရာဇဝတ်မှုကျူးလွန်နေဆိုတာအားလုံးသူဖွင့်ချမယ်ဆိုပြီးတော့သူတယ်မဟုတ်ဘဲနဲ့သူတစ်ပက်ဟိုကောင်စီလာချီလာသူတစ်ပက်ကောင်လေအဲ့ကောင်လည်းမသေးဘူးလေသူတို့ဆရာတစ်ပက်နှစ်ယောက်သွားပြီးတော့ကိုလုံးပြီးတော့သွားဖွင့်ချတယ်အဲ့ဒီတရားရုံးမှာမစ္စတာချီအဲ့ချီကိုစစ်ဆေးတဲ့အခါမှာသူတော့အမှန်တိုင်းပြောတာပဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီကော်ပိုရီဂျင်တွေရဲ့အောက်မှာသူဘော်ဒွန်ခေါ်ဆိုးကြားလို့ခေါ်တဲ့ဂိုင်းသားအနေနဲ့ပဲရှိတာဆိုတော့သူ့ရဲ့ထွက်ဆိုချက်တွေကအပေါ်ကဂေါ်ဖာသာဖြစ်တဲ့ဒွန်မိုက်ကယ်နဲ့ကိုလုံးဝချိတ်ဆက်လို့မရဘာကြားထဲမှာကော်ပိုရီဂျင်တွေခံထားတယ်ကြားလူတွေခံထားတော့သူ့ရဲ့တက်တွေထွက်ဆိုချက်တွေကအရင်မသိပြီးမထိရောက်ဘူးပေါ့မထိရောက်ဘူးအဲ့တော့ဒီကြားနာပွဲကိုလည်းမိုက်ကယ်လည်းလာတယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးနောက်ပြည့်ရှင်တော့ဒါပေမဲ့သူကလည်းသူ့ရည်ရွယ်ချက်ကဒီပြဿနာတွေအားလုံးကိုငါရှင်းလိုက်လို့ရှိရင်ငါမိသားစုကတရားဝင်ဒါတရားဝင်အဖွဲ့အစည်းဖြစ်သွားမယ်ပေါ့နော်ဒီအတွေ့လည်းပါတယ်အဲ့မှာမိုက်ကယ်ကသူ့မေကိုတွားတွေ့တယ်ဆိုတာသူရင်ဖွင့်စရာဆိုတော့လေဒီအမေပဲရှိတော့တယ်ဘာဖြစ်လို့လဲဆိုတော့သူ့ဘာမှမရှိတော့သူ့မိမနဲ့သူနဲ့လည်းပြောနေတော့စကားမပြောဘူးရန်ဖြစ်တာလားဆိုတော့ရန်တော့ဖြစ်တာမဟုတ်ဘူးပေါ့နော်ရန်စကားမပြောတာဒါပြဿနာတော့မဟုတ်သေးဘူးဒါပေမဲ့သူ့အကိုကအရင်ခောက်ကြီးကသူ့ကိုတစ္ဆာဖောက်လိုက်တယ်ကော်နီကလည်းသူ့ကိုစိတ်နာပြီးတော့လေးလွင့်နေတယ်မိသားစုကတဖြည်းဖြည်းနဲ့ပြိုကွဲနေတာသူတတိထားမိသွားတယ်သူကမိသားစုကိုကာကွယ်မယ်ဆိုပြီးတော့ဒီလောကတွေဝင်လာပြီးတော့သူလှုပ်ရင်နဲ့ဘယ်လိုဖြစ်လို့အဲ့လောက်တောင်မိသားစုပြိုကွဲသွားလဲဆိုတာသူ့ကိုယ်သူလည်းပဲဝေခွဲမရဖြစ်ပြီးသူ့အမေနဲ့သွားတွေ့တယ်သူ့အမေသွားမေးတယ်ပေါ့နော်အမေအဖေတုန်းကရောအဲ့လိုပဲမိသားစုကိုကာကွယ်ဖို့ကြိုးစားနေအောင်ပြိုကွဲသွားနိုင်လားမပြိုကွဲနိုင်ပါဘူးတဲ့ငါသားရေဘာမှမဖြစ်ပါနဲ့မင်းခလေးပြက်ကြတာနဲ့ပတ်သက်ပြီးမက်ဆေ့ချ်တွေရောက်ဖြစ်နေတာပါဘာညာအားပေးစကားပြောတယ်အမှန်တကယ်ကတော့ခလေးပြက်ကြတာအကြောင်းလဲပါတယ်ပေါ့နော်ဒီလောလောဆယ်တော့မိသားစုကတဖြည်းဖြည်းနဲ့အဲ့လိုတွေဖြစ်နေတာကိုသူမခံစားနိုင်လို့သူ့အမေတော့ရင်ဖွင့်တော့ပြီးတော့မိုက်ကယ်ကော်လီယွန်လည်းစောစောကြားနာပွဲမှာသွားပြီးကြားနာစစ်ဆေးခံရတယ်မေးသမျှကိုသူကတခွန်းမှမငြင်းဘူးအကုန်ဖြေတာနော်ဟုတ်တယ်မဟုတ်ဘူးဟုတ်တယ်မဟုတ်ဘူးဒါပဲဖြေတော့လိန်ဖို့လောက်ကတော့လာမှပြောနေမိုက်ကယ်ဆိုတာဟိုးဒွန်မိုက်ကယ်စဖြစ်ကားသားတယ်ဖျားတော်လိန်လာတဲ့ကောင်ကြားနာပွဲကအမတ်တွေတရားသူကြီးတွေလောက်ကတနာရတယ်အဲ့ဒီပွဲမှာအမတ်ပကာရီလည်းပါတယ်အမတ်ပကာရီကမိုက်ကယ်အိတ်ထဲရလေမိုက်ကယ်အညာကင်ထားတာ哦သူကအိမ်မှာကျွန်တော်တဲ့ဒီကျန်းနာပွဲကနေပြီးတော့အရေးကြီးကိစ္စကြီးကိုလှုပ်ထောက်ခံပြပါတယ်လှုပ်ထောက်ခံဒီမှာသူကအမေကွန်းနေပြောသွားလိုက်တာတတိတန်းကြီးတဲ့အီတလီလူမျိုးတွေရဲ့ကောင်းကြောင်းတွေပြောရင်မိုက်ကယ်ကအရန်ကိုပဲဘုရားနီးပါးလောက်ကိုဖြူစင်တဲ့ပုံစံမျိုးညှို့သွားသေးတယ်မိုက်ကယ်မှာသူ့မေးတာတွေကဗျာအရင်တော့ဟိုတုန်းကဘိန်းရာစာနဲ့ဒီရဲမှုကြီးမက်ကလက်စကီကိုရှင်းခဲ့တဲ့ကိစ္စတွေเนาะတခြားဂိုင်းမိသားစုတွေရဲ့ခေါင်းဆောင်ကောဖားသားတွေကိုတယောက်ပြီးတယောက်ရှင်းတဲ့ကိစ္စတွေအကုန်လုံးကိုမေးတာလုံးဝနိုးတောက်လျှောက်ညင်းတာလုံးဝနိုးဖြေဆိုဖို့သူတို့ဥပဒေမှာညင်းဝင်ရှိတယ်တချို့ဟာတွေဒါပေမဲ့သူမညင်းတောက်လျှောက်နောက်ပြီးတော့လက်စပီကာကဟိုတယ်တွေကာစီနိုတွေမှာမဲပိုင်တယ်ဆိုဟုတ်လားမဟုတ်ပါဘူးကျွန်တော်အဲ့ထက်မှာရှယ်ယာနည်းနည်းလေးပဲပါတာပါတယ်အဖြေကတလောက်နဲ့မပြီးသူအဲ့လိုဖြေပြီးတဲ့အချိန်မှာတွန်ဟီကန်ကဘေးကနေတိုးတိုးလေးကပ်ပြီးအကြံပေးတယ်တိုးတိုးလေးကပ်ပြီးအကြံပေးတာဘာပြောလဲပြီးတော့ကျွန်တော် IBM နဲ့ IDND ကရှယ်ယာတချို့လည်းကျွန်တော်ပိုင်ပါတယ်အဲ့ဒီ IBM နဲ့ IDND ဆိုတဲ့ကုမ္ပဏီတွေကအဲ့ဒီအခါမှာအမေရိကန်နိုင်ငံမှာတကယ်ကိုဂုဏ်သရေရှိအကြီးအကျယ်ကုမ္ပဏီအကြီးတွေနော်ဒီကုမ္ပဏီတွေကသူကဆွဲထုတ်ပြလိုက်တာဒီကုမ္ပဏီမှာလည်းကျွန်တော်ရှယ်ယာဝင်ထားတာပဲခင်ဗျားတို့ဟိုဟာတွေဆွဲထုတ်မပြောနဲ့ကျွန်တော်ကဘယ်လိုလူစားပါကျွန်တော်ဂုဏ်သရေရှိလူကြီးမင်းတယောက်နဲ့ဂုဏ်သရေရှိကုမ္ပဏီကြီးတွေရဲ့ရှယ်ယာဝင်တယောက်ပါဆိုတဲ့အိမ်မိတ်ကိုပါဆွဲထုတ်လိုက်တာဒါတွန်ဟီကန်ရဲ့ဥပဒေ knowledge တွေပေါ့နော်ဆောက်ဆွဲပြောတာပေါ့နော်အကုန်အစုံပဲသူတို့ဘာလို့ဒွန်ချီတော့ဖြစ်တယ် sorry ဆော့ကဝီလီစီစီလားဝီလီချီလားအဲ့ကောင်ရဲ့ဖွင့်ချထားတဲ့အချက်လက်တွေနဲ့သူကကောင်းကြီးကိုထောင်းတာမိုက်ကယ်တောက်လျှောက်တူဘူးကြီးခါတာအဲ့ဒီမှာတွန်ဟီကန်ထပြီးတော့ပြောပြီးအမကြီးခင်ဗျားတဲ့ကျွန်တော်အမှုတွေကကြေညာချက်ကလေးဖတ်ပြခြင်းပါတယ်တောင်းဆိုလိုက်တယ်ဒါပေမဲ့ပထမဟိုဘက်ကတော့ညင်းသေးတယ်ညင်းပေမဲ့တွန်ဟီကန်စကားလုံးကပြောတတ်တယ်ကျွန်တော်အမှုတွေကဒီကော်မတီရဲ့မိကွန်းတွေကိုရိုးသားစွာဖြေခဲ့ပြီးပြီတဲ့9ခုမြောက်ပြင်ဆင်ချက်ကိုပဲရယူထားခြင်းမရှိဘူးဆိုတော့ဒီဟာတော့ကြားနာတင်ပါတယ်ဒီဟာတော့သူ့ရဲ့ရင်ထဲကခံစားချက်ကိုပေါ့နော်ဒီမိုက်ကယ်ဘက်ကပြောတဲ့စကားလေးတွေကိုနားထောင်ပေးဖို့ပေါ့နော်ကြေညာချက်ကိုဖတ်ခွင့်ပေးပါပေါ့အဲ့ဒီမှာ9ခုမြောက်ပြင်ဆင်ချက်ကိုလည်း
ပြင်ဆင်ချက်ကိုလည်းရယူထားခြင်းမရှိဘူးဆိုတာ၅ခုမြောက်ပြင်ဆင်ချက်ဆိုတာသူတို့နိုင်ငံရဲ့ဒီပြောရအခြေဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါတယ်အဲဒီ၅ခုမြောက်ပြင်ဆင်ချက်ဆိုတာဘာလဲဆိုတော့ကိုယ့်ကိုထိမဲ့မေးခွန်းတွေပါတယ်ဆိုရင်တော့မဖြေဘူးဆိုပြီးတော့ရှောင်လွှဲခွင့်ရှိတယ်ညှင်းဆိုခွင့်ရှိတယ်မိုက်ကယ်ကတောက်လျှောက်မငြင်းဘူးလေဟုတ်တယ်နဲ့မဟုတ်ဘူးဖြေနေတာပဲအဲ့ဒီအခွင့်ကိုလည်းသူမခံစားဘူးပေါ့နော်ဒါကြောင့်မလို့ဒါလေးတော့နားထောင်ပေးပါဆိုဟိုဘက်ကလက်ခံရတာပေါ့လက်ခံတယ်အဲ့ဒီမှာအဲ့တော့မိုက်ကယ်ဖတ်ပြတဲ့အကြေညာချက်ကိုကျွန်တော်အစအဆုံးလေးတည်တည်ချာဖတ်ပြခြင်းတယ်ကျွန်တော်မိသားစုနာမည်ကိုအဆုံးထိမရှိစေဘူးတဲ့ကျွန်တော်သားသမီးတွေကိုနာမည်နဲ့နောက်ကျောင်းမထိခိုက်စေပဲအမေရိကန်ဘဝမျိုးထိုက်တင်စွာပေးနိုင်မှုအတွက်ဒီကော်မတီကြားနာပွဲဆိုကျွန်တော်လာရောက်ပြီးတက်ဆွမ်းသမျှပူးပေါင်းခဲ့ပါသည်စကားလုံးလေးတွေလှရနော်ကျွန်တော်ရာဇဝတ်သမားကျွန်တော်ရာဇဝတ်သားဆိုပြီးတော့ဆွဲတာကိုလည်းလာရောက်ညှင်းဆိုရတာတော့ကျွန်တော်တော်တော်လေးကိုသိခါထိတယ်ပေါ့ဒီခုဖတ်ပြမယ်ဟာကိုမှတ်တမ်းမှတ်ရအတွက်သိထားနိုင်မှုမျှော်လင့်ပါတယ်ဒါလေးတော့သိချာမှတ်ထားပါဘူးကျွန်တော်ကဒုတိယကမ္ဘာစစ်အတွင်းကကျွန်တော်နိုင်ငံအတွက်သစ္စာရှိစွာပါဝင်ခဲ့ပြီးတိုင်းပြည်ကာကွယ်မှုမှာရိုးရိုးချုံချုံပါဝင်ခဲ့မှုကြောင့်ရေတပ်ကနေစုတစိတ်ချိမြင့်ခြင်းခံထားရတဲ့ရေတပ်သားဟောင်းတယောက်ပါသူစစ်မှုထမ်းခဲ့ဘူးလေအမေရိကန်အတွက်ဒါကိုလည်းသူဆွဲထုတ်လိုက်တယ်သူနိုင်ငံသားကောင်းတယောက်ဖြစ်တဲ့ကြောင့်ဒါအပြင်ရာဇဝတ်မှုအတွက်ဖမ်းခံရခြင်းဆွဲချက်တင်ခံရခြင်းလည်းမရှိဟုတ်တယ်လေသူလုပ်ခဲ့တဲ့ပြစ်မှုနဲ့ပတ်သက်ပြီးသူတရားစွဲဆိုတာမခံခဲ့ရဘူးလေဟိုကျွန်တော်တို့ရဲမှုနဲ့မူရဲကိုင်းစတာဟိုနဲ့မူရဲရာဇာနဲ့ကိုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့ဘယ်လိုရှင်းလိုက်လဲဆိုတော့ကျွန်တော်အရင်ပြောခဲ့ပြီးတယောက်ကိုသူတို့ထည့်လိုက်တယ်လေဝန်ခံခိုင်းလိုက်တယ်မာဖီးယားပဲခေါ်ကိုစာနိုဆရာပဲခေါ်ဗျာဘယ်လိုပဲခေါ်ကဒုစရိုက်လုပ်ငန်းတွေနဲ့ကျွန်တော်ပတ်သက်နေကြအောင်လူတို့ချိတ်ဆက်ပြနိုင်တဲ့အထောက်ထားလဲဝင်းဆက်တင်လည်းဘာမှမရှိခဲ့ပါဘူးကျွန်တော်ရပိုင်ခွင့်ဖြစ်တဲ့၅ချိန်မြောက်ပြင်ဆင်ချက်ကိုတုံးပြီးတော့လည်းဟိုမလုပ်ခဲ့ဘူးပေါ့နော်အခွင့်အရေးမယူခဲ့ဘူးပေါ့ဒီကော်မတီကနေလုံလောက်တဲ့သက်သေအထောက်ထားပြဖို့စိန်ခေါ်ရင်းနဲ့မပြနိုင်ခဲ့သည်ရှိသွားကျွန်တော်နာမည်စွန်းထင်းမှုကိုခြေဖြတ်ရန်အလို့ငါမှားယွင်းစွာအသေးဖြတ်မိပါကြောင်းကော်မတီမှလူသိရှင်ကြားပြုလုပ်ပေးပါရန်မျှော်လင့်ပါသည်ကော်မတီကသူ့ကိုပြန်တောင်းပန်ပါပေါ့တကယ်လို့မြန်ခင်ဗျားတို့ဘက်ကသက်သေမခိုင်လုံခဲ့ကျုပ်ကိုခင်ဗျားတို့တရားဝင်တောင်းပန်ပေးပါအဲ့မှာကော်မတီဝင်အမတ်တွေကဟုတ်ပြီတနေ့နာနေ့မနက်7:00နာရီထိငါတို့ရုံးချင်းရွှေ့အဲ့ဒီကျရင်ခင်ဗျားတို့တရက်ပြိုင်တက်တယ်ကိုကျွန်တော်တို့တင်ပါသူတို့ရဲ့ဝက်ဖဲကိုသူတို့အဲ့ကြမှာထုတ်ပြမယ်ဟောသူတို့ရဲ့ဝက်ဖဲကစောစောကျွန်တော်ပြောတယ်ဖရန်ပန်တန်ကာလီဒီကောင်ကြီးပေါ်ကုန်လို့တော့ဖရန်ပန်တန်ကာလီကအဲ့မှာသူက FBI ရဲ့စောင့်ရှောက်မှုအောက်မှာ ACC ဘရင်လိုနေရသူထောင်တော့ကြမယ်ဗျာဒါပေမဲ့အခုလူမျိုးနေရမယ်ပေါ့ပြောရင်သူ့ရဲ့အပေးကြီးပါသူလည်းပဲထောင်တော့ကြမယ်ဒါပေမဲ့ဘရင်လိုနေရမယ်ပေါ့FBI ကလည်းသူ့ကိုအညာကင်ထားတာမူးယစ်မှုတွေတခြားအမှုတွေနဲ့နည်းနည်းလေးတော့သူ့ကိုဆွဲချက်တွေအများကြီးအဲ့ဒီဆွဲချက်တွေကအထောက်ထားဘယ်ရရတယ်ဆိုဟိုင်မန်ရောကကြောက်ကြတာဒီဟိုပါဘူးပန်နဂါလီကိုလေဟိုင်မန်ရောကိုယ်တိုင်ကြောက်ချတာဒါအဲ့ FBI နေလက်ထဲကိုရောက်ဖို့ဒါကြောင့်မလို့တော်ရေကန်နဲ့မိုက်ကယ်ကလည်းတော်တော်လေးကိုပြောတယ်ဒီတစ်ခွက်ကတော့ကွာဟိုင်မန်ရောကတော်တော်လှလှကွက်ပါအကွက်ပြသွားတာဘာညာပေါ့အေးလောလောဆယ်ငါဖရက်တိုနဲ့စကားပြောမှဖြစ်တော့မယ်ဆိုအဲ့ဒီမှာညီကိုချင်းသွားပြီးတော့မိုက်ကယ်ကသူ့ကိုနဲ့သွားစကားပြောတယ်ကျွန်တော်အဲ့ဒီမှာတရဒီသူတို့ရဲ့ body sign တွေဒီ emotion တွေဘာညာရှင်းပြကြပါတယ်ဒါပေမဲ့တစ်ခုချင်းစီရှင်းပြရင်ရုပ်ရှင်က copyright ညှိသွားလိမ့်မယ်ညှိမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်ရုပ်တွေတက်နိုင်တယ်များရုပ်တွေပဲကျွန်တော်ပြနေရတာပေါ့နည်းနည်းလေးတော့အရင်ရတဲ့ဆိုင်ကျွန်တော်ပြကျင်တာတွေအကုန်လုံးမပြဘူးပေါ့ဗျာFreddo ဒီလိုဖြစ်သွားတာလေးပါလေပေါ့ထားပါတော့ဒါကိုယ့်အကိုပဲရတာခံပြီးတော့ကြည့်ကြပါနော်အဲ့မှာ Freddo ကသူ့အကုန်လုံးဖွင့်ချဝင်ချပြီးတော့ဝန်ခံတယ်ပေါ့ဝန်ခံတယ်ငါ့ကိုဘယ်လိုချင်းကပ်ခဲ့တာငါ့ကိုဘယ်လိုမလုံးပေးခဲ့တာဒါကြောင့်မလို့ငါဟိုလှုပ်လိုက်မိတယ်ပေါ့သူတို့ပြောသလိုလှုပ်လိုက်မိတယ်မင်းကိုထိခိုက်မယ်လို့လဲငါမတကယ်မထင်ခဲ့ဘူးမိုက်ရေးတဲ့ပါညာမကဲမင်းအဲ့ပုံမျိုးမင်းယုံနေလားဒီပုံမျိုးမင်းယုံနေလားလို့ပြောလိုက်တာဘာပြောတယ်လဲဆိုမင်းအဲ့လောက်တောင်အသုံးမကျဘူးလားဒါမျိုးသူပြောတာပေါ့နော်အတိတ်ပဲမင်းအဲ့လောက်တောင်မှအုံအောင်နဲလာပြီလားလို့သူပြန်အပြစ်တင်လိုက်တာဒါလေးကိုမြန်မင်းယုံမိတယ်လားပေါ့အဲ့ဒီညမှာFreddo ကသူ့ရင်ထဲကရှိတာလေအကုန်ဖွင့်ကြလာတော့မိုက်ကပြောပါတယ်ငါမင်းကိုအမြဲတမ်းစောင့်ရှောက်နေတာပဲ Freddo ကတဲ့သူညီကငါ့ကိုစောင့်ရှောက်တယ်ဟုတ်လားတဲ့ညီလုံးတဲ့လူကသူ့ကိုစောင့်ရှောက်တယ်ဆိုတဲ့စကားကိုလည်းသူမကြိုက်ဘူးသူ့ရဲ့ဒါတိုင်းကအရင်ထဲအနာတွေမှာပြန်ပေါ်လာပြီ။အဲ့တော့မင်းကငန်းညီလေးကွာတဲ့။မင်းငန်းညီလေးတဲ့မင်းကငါတဲ့အငယ်လေးကွာတဲ့။ငါ့ကိုမင်းကစောင့်ရှောက်ကြရလားတဲ့။မင်းငါ့ကိုပေါ်မှာမင်းသိချာအဲ့လိုမျိုးပေါ့နော်။သူလေးစားဖို့မင်းတွေးမိရလား။ငါ့ကိုတစ်ချိန်လေးတော့မင်းငါဘက်ကိုတွေးကြည့်ဘူးလား။သူ့ရင်ထဲမှာရှိနေတဲ့မိုက်ကယ်ပေါ်မှာမနာလိုတဲ့အချက်တွေပါအကုန်ဖွင့်ချလိုက်တယ်။ဟိုနေရာဆိုလဲတောက်တူမရဟိုလူငါ့ကို Freddo လွှတ်လိုက်ဒီနေရာဆိုလဲတောက်တူမရ Freddo လွှတ်လိုက်နဲ့ငါ့ပေါ်မှာမင်းတို့တွေအဲ့လိုတွေပဲဆက်ဆံခဲ့တာ။အဲ့တော့ငါမင်းအကူကအမြဲတမ်းပဲအနေခံနေရတာ။ငါလည်းစီမံတက်တယ်ကွာ။ငါလည်းတော်တယ်တက်တယ်ဆိုအဲ့ဒီမှာသူပောက်ကွဲတာသိတာသူရင်ထဲကအမှန်တွေထွက်လာပြီပောက်ကွဲတော့အဲ့ဒီပောက်ကွဲချက်ကမိုက်ကယ်ကိုပို့ပြီးစိတ်နာသွားစေတယ်အဲ့ဒီပောက်ကွဲတဲ့သူပြောလိုက်တဲ့စကားတွေကမိုက်ကယ်ရင်ထဲမှာငါအကူကငါ့ပေါ်မှာဒီလိုကြီးပါလားဆိုတဲ့ခံစားချက်ကပြင်းထန်သွားတယ်သိလိုက်ပြီFreddo ကကုလို့မရတဲ့ယောဂဆိုတာသိသွားပြီအဲ့မှာနောက်ဆုံးအနေနဲ့မေးတယ်ဟုတ်ပြီအခုလက်ရှိစစ်ဆေးမှုနဲ့ပတ်သက်ပြီးမင်းဘက်ကငါ့ကိုဘာတွေသတင်းပေးနိုင်သေးလဲဘာပြောနိုင်သေးလဲဥပဒေမဲ့ကွက်တက်သူက raw ရလူတဲ့ဥပဒေမဲ့ကွက်တက်ဆိုတာဟိုမှာနှခမ်းမွေးနေလားဟိုဘိုးတော့အသက်ကြီးဆုံးကြီးလေအဲ့ကျန်တာဘွေက
ဒါအဲ့ဒါဟိုင်မန်ရောရဲ့လူတဲ့ဒါတော့သူတည်တယ်တော့သူပြောသွားပါတယ်ပြောသွားတယ်မိုက်ကယ်ကအဲ့ဒီမှာပြက်သားပြောချလိုက်ပြီမင်းကငါအတွက်ဘာမှမဟုတ်တဲ့လူပဲကွာမင်းကငါအကိုလည်းမဟုတ်ငါတငယ်ချင်းဆိုလို့ငါတငယ်ချင်းလည်းမဟုတ်ငါမိတ်ဆွေတော့မဟုတ်ဘူးကွာမင်းကငါရန်သူလို့တော့ပြောလို့ရတယ်အဲ့တော့မင်းဘာလုပ်နေလဲဆိုတာလည်းငါမသိချင်မင်းဘာမှရှိတယ်လည်းငါမသိချင်မင်းငါမမြင်ချင်ဘူးကွာကျွန်တော်တခါလဲတေကန်းပြက်ပဲတေကန်းပြက်စကားလေးပြောလိုက်ပြီမင်းအမေကိုလာတွေ့ရင်တော့ငါ့ကိုကြိုပြောမင်းကိုငါမတွေ့ချင်တော့ငါရှောင်းနေမှာမင်းနားလေလားလောကတေကန်းပြက်ကိုပြောချလိုက်တယ်စိတ်နာတယ်ဒေါသဖြစ်တာတွေရင်ကျိုးမရတာတွေရောလည်းပြီးရောပြောပြီးတော့သူ့ရဲ့တပည့်အဲကိုတခါတည်းလက်စာနဲ့တခါတည်းအမိန်ပေးလိုက်မိတယ်အမေအသက်ရှင်နေတော့မှဒီကောင်ဘာမှမဖြစ်စေနဲ့သူ့အမေအသက်ရှင်နေတော့မှတော့သူ့ကိုဖရက်တိုဘာမှမလုပ်နဲ့ဒါဆိုလို့ရှိရင်သူ့အမေတေးဝိုင်းတော့ရှင်းတော့ပေါ့